အားလုံးပဲမင်္ဂလာပါအင်ရွယ်ဒီနေ့မှာတော့ vlog မဟုတ်ဘဲနဲ့အင်တို့တငယ်ချင်းညီမတို့တွေစုပြီးတော့ relation သွားလုပ်တဲ့ငွေဆောင် happy trip လေးပဲဖြစ်ပါတယ်ရှင်ငွေဆောင်သွားမယ်ဆိုပြီးတော့ည7:00နာရီခွဲလောက်မှာစပြီး plan နဲ့မနက်3:00နာရီခွဲလောက်ထားထွက်ပြီးတော့ငွေဆောင်9:00နာရီခွဲဝန်းကျင်လောက်ကရောက်ဖြစ်ခဲ့တဲ့ဒါ planning ညအိတ်3ရက် trip လေးပါဟိုတယ်ရောက်ပြီးချင်း indoor shop သွားတယ်ရွာထဲလေတယ်ပြီးရင်ဒါတောက်စရာတွေစားစရာတွေဝယ်ပြီးတော့ဟိုတယ်ပြန်ပြီးတော့အနားပြန်ယူကြရတယ်ပေါ့နော်ဟိုတယ်မှာအနားပြန်ယူတဲ့အချိန်မှာအုံဒီတုတ်ကြလာမလားဆိုပြီးတော့ဒါတွေးပူနေကြတဲ့အချိန်ခိုက်တက်လေးပါညနေပိုင်းအထိစောင့်နေတဲ့အချိန်မှာအင်တို့ပလင်ရေးဆော့ဖို့အတွက်စပြီးတော့ဒါဆူတယ်ပေါ့နော်လူဆူတယ်စကားပြောတယ်တပုတ်နေရိုက်ကြတယ်ပြောကြတယ်ပါကြတယ်ညဘက်ကျတော့ထုံးစံအတိုင်းပေါ့နော်ချီးကြရတချင်းနေဖွင့်ပြီးတော့ပြောကြပါတယ်အဲ့နဲ့တရက်ကုန်သွားပါတယ်ဒီတူးမှာတော့မွေချုံကိုသွားလေကြပါတယ်ဒါအတွဲပါတယ်သူကတော့ကိုစီရိုက်ပေးကြတာပေါ့နော်ပြီးတော့မွေအများကြီးလည်းအိမ်မှာတွေ့ခဲ့တယ်လိုင်းခတ်တန်းနေအလှတရားတွေကတော့ခံစားလို့မကုန်ပါဘူးငွေဆောင်ဆိုတဲ့အတိုင်းပဲအင်တို့သွားတဲ့ချိန်က6လပိုင်းကဆိုမူးအရန်ကြီးတယ်ဘုတ်တွေပါတယ်ဆိုတော့တိတ်မထွက်ဘူးပေါ့နော်ဒါပေမဲ့အင်တို့ကဘုတ်ရအောင်ရှာပြီးငားနေတဲ့အချိန်မှာအင်တို့ကိုရီမောင်ကြီးကတော့ကားကြီးကိုတဲတောင်ပြင်မှာပတ်မောင်းရဖြစ်နေလို့ကျပတ်မောင်းပါတယ်ဒါကတော့ဘုတ်ရပြီပေါ့နော်အဲ့တော့သွားဖို့အတွက်ကိုရီတကယ်ချင်းတွေကအရန်ပျော်နေပါတယ်ဘုတ်သွားစီကြမယ်ဟိုကရေသွားငုံမယ်ငါးရီတော့ဖတ်မယ်တပုတ်နေတော့ရိုက်မယ်ဆိုပြီးတော့ပျော်နေကြတာပေါ့နော်အိမ်အောင်ကတော့အိမ်တွေတငယ်ချင်းတွေစုမြတ်ကတော့ဒီဇိုင်နာပေါ့နော်ဒါပထမနေ့စတက်ပါပြီဆိုရင် Uni Life တငယ်ချင်းမှာအဲ့တော့အခုကြောင်းပြီးသွားတဲ့အချိန်ကြီးတစ်ခါမှသူနဲ့တူခီးမထွက်ဘူးပါဘူးခီးတွေစီစဉ်တိုင်းအမြဲတမ်းပြတ်ကြရပေါ့နော်ဒါကတော့အခုပထမဆုံးသွားဖြစ်တဲ့ Blessing Trip တိုင်းလေးပါရှင်ကုတ်တဲ့ video clip တွေတော့မထည့်တော့ပါဘူးအကုန်လုံးကတောင်းကနေနေနဲ့စုစုပြပြလေးဖြစ်နေလို့ပါtrip မှာယောက်ျားလေးတငယ်ချင်းတွေအကိုတွေမောင်တွေပါတယ်ဆိုလို့ရှိရင်တော့ဘာလို့လုံးမသိသူတို့အာယုံနဲ့သူတို့လှုပ်ချင်တာတွေလုပ်ပါတယ်ခဏနေနိုင်တဲ့ဘစုံနေနိုင်တဲ့ဘာတွေလုပ်နေကြမှန်းမသိပါဘူးဒုတိယညကတော့စော့တဲ့ညပေါ့နော်ဘောလုံးကြီးကန်နေပြီးတော့ကနန်းကြီးလိုက်ပြီးတော့ဖမ်းနေအဲ့လိုမျိုးရှောက်ပြီးစော့တဲ့တစ်ဖွဲ့လုံးကြည့်လိုက်ပါတော့အကုန်လုံးပြီးတော့အင်းလေးတငယ်ချင်းရဲ့ပုံပေါ်မှာသွားပြီးနှာခေါင်းလေးပေါ်မှာသွားတင်နေသူဆွဲတဲ့ပုံတော်တော်လေးလှတယ်ဒီဇိုင်နာလို့မပြောရဘူးဒီကပုံဆွဲရအရန်တော်ရင်းနေရကနန်းဖက်လာသွားပြီဆိုတော့ဝင်ကစုတ်ကိုသူ့အိမ်ပြောင်းပြီးမယ်ဆိုပြီးတော့အင်းလေးတငယ်ချင်းကတော့ဘီယာတိုက်ပါတယ်သူကအမူးအမောက်တိုက်ပဲဆိုပြီးတော့နှစ်ထပ်ကွမ်းဘီယာတိုက်ပြီးတော့လဲခိုင်းတာဘလို့မှအဲ့ဝင်ကစုတ်ကမထွက်ဘူးအိမ်ပြောင်းပြီးမယ်အဲ့အခွန်မလှတော့ဘူးဆိုပြီးတော့စော့တာအင်ဒရီအခုဒီဗီဒီယိုတွေထဲမှာတော့ဟိုသွားအများကြီးရှောက်သွားတဲ့ဗီဒီယိုတွေတော့မထည့်ထားဘူးဘာလို့လဲဆိုတော့ကိုရီတငယ်ချင်းနေမိသားစုတွေအချိန်ပေးရတဲ့ relax လုပ်တဲ့ track လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပျော်ရွှင်မှုတွေနဲ့ပဲအင်ဒရီကိုအိမ်ပြန်ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုး track လေးပါအင်ဒရီတို့နောက်နေ့မနက်ပြန်ကန်နေ့လေးမှာအင်ဒရီတို့တငယ်ချင်းတစ်ယောက်ကတော့ရေးဆော့ပါတယ်ကျန်တဲ့သူတွေကတော့ကားမောင်းမှမလို့အနားယူနေကြပါတယ်ရှင်ခရီးတို့မြည်ဒီအိမ်ပြန်လမ်းမှာအမြဲတမ်းဟာတာလေးနဲ့တစ်ခုဆွဲတင်ခဲ့တဲ့အလွန်ဆွေမှတ်တရလေးကိုရှိစမြဲပါဒါကတော့အင်ဒရီပြန်တဲ့လမ်းမှာမိုးလေးကလည်းကောင်းနေတဲ့ပုံရိပ်ကလေးပေါ့နော်record သွင်းနေတဲ့အချိန်မှာတွေးလေးတစ်ခုဝင်လာပါတယ်အဲ့ဒါကတော့ A2 ပူအများတူကိုယ့်ရဲ့ခက်ခဲရင်ဆိုင်ပြီးနိုင်နေတော့ကို့နားမှာရှိတဲ့သူတွေကိုတမိုးထားအချိန်ပေးစီချင်ပါတယ်ဒီနေ့မှရှိကောင်းရှိနေပေမဲ့နောက်နေ့ကျရင်ကို့နားထွက်သွားတဲ့သူတယောက်ဖြစ်ကောင်းဖြစ်လာလိမ့်မယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့မိသားစုကိုချစ်ရတဲ့တငယ်ချင်းတွေကိုတမိုးထားပြီးတော့အချိန်ပေးပါခရီးတွေသွားပါပျော်ရွှင်မှုတွေကိုရှာဖွေနိုင်ပါစေလို့အင်ရီဒီ message လေးပြောချင်ပါတယ်နောက်ထပ် video blog လေးတွေမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးပဲတက်တာပါ